ASA E5 576G ဘာလို့ no power နေရလဲသိကြရင်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်လိုက်ပါ power on ပြီး coin တွေကိုတိုင်းကြည့်မယ်5 volt coin 3 volt coin run coin က 0.2 volt မဟုတ်သေးဘူးပေါ့နော် memory power IC ကို power on ပြီးဟိုတိုင်းဒီတိုင်းလေးလုပ်ကြည့်ရအောင်VDD ပင်နံပါတ်7က5 volt S3 နဲ့ S5 တို့ကလည်း 3.2 volt high ဆိုတော့ EC က enable နေပြီပေါ့နော်ဒီကိုဘတ်ချမ်းကိုတိုင်းကြည့်တော့ 0.8 volt ကဲဟုတ်ပြီ VIN ဘတ်ချမ်းကတော့ 19.6 volt ဆိုတော့ဒီ on ဘက်က 0.8 volt ဆိုတော့ IC အလုံးလုံးနေပြီလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့VIN ဘက်က 19.6 volt ကဒီ on ဘက်ကိုဖြတ်စီးသွားရင်သို့မဟုတ်0 volt ဆိုရင် IC လုံးမလုပ်ဘူးလို့ကျွန်တော်ကတော့ယူဆရင်းဆုံး bootstrap circuit ကိုပဲအရင်ပြဿနာရှာကြည့်ကြတာပေါ့ boot capacitor 0.1 UF နဲ့ 2P 2.2 R ကိုလဲကြည့်မယ်ရလက်ကတော့ 0.6 volt ဆိုတော့အဆင်သိမ့်မပြေသေးဘူးဗျာကဲထပ်ပြီး upper MOSFET နဲ့ lower MOSFET ကိုလဲကြည့်တာပေါ့ရလက်ကတော့ပိုဆိုးသွားတယ် 0.1 volt လောက်ပဲထွက်တော်ရည်ဗျ IC ရဲ့ gate driver တွေပြတ်နေတဲ့ပုံပဲဗျ feedback resistor တွေတိုင်းကြည့်တော့လဲမှန်နေတော့ IC ပဲလဲကြည့်ရမှာပဲ motherboard ရဲ့ original RT8231B IC ကိုရှာမရတာနဲ့အလားတူ RT8207M ကိုအစားထိုးတယ်ပေါ့ဗျာအစားထိုးတဲ့အပိုင်းမှာလဲ feedback က divider ရဲ့ R တန်ဖိုးကို DDR3L voltage ထွက်အောင်ချိုးပေးမှအဆင်ပြေသွားတယ်ဗျာပြင်ခဲ့တဲ့ board ရဲ့ schematic မှာပဲ feedback pin က Vout voltage ကိုဘယ်လိုကစားလဲပြမယ်ဗျာ Vout က DDR2 1.8 volt ဆိုရင် feedback ကို5 volt VDD နဲ့ဆက်ပေါ့နီးရ5 volt ပေါ့နော် NDR လေးနှလုံးကိုဖယ်လိုက်ပေါ့ Vout က DDR3 1.5 volt ဆိုရင်လွယ်တယ် feedback ကို ground သာချလိုက်ပြီ R1 ကိုဖယ်ပြီးတော့ R2 ကို jumper ဆက်လိုက်ပေါ့အခု schematic အတိုင်း1ချိုး1 10k ချိုးထားရင်တော့ 1.5 volt DDR3 ရမယ်ဗျာရှေ့ကကျွန်တော်ပြင်လိုက်တဲ့ 1.35 volt DDR3 ရဲ့ကဘယ်လိုချိုးထားလဲဆိုတော့4အချိုး5 8k နဲ့ 10k ချိုးတာကျွန်တော်လဲလိုက်တာကတော့ 8k ပေါ့နော်မယ်ဒီကောင်က DDR4 1.2 volt လေးရသေးရဲ့ဗျာဘယ်လိုချိုးရမလဲဆိုတော့3အချိုး5 6k 10k ချိုးရမှာဖြစ်ပါတယ်ကျွန်တော်အောင်တကုံကွန်ပျူတာပါခင်ဗျာတခုရခဲ့မယ်ဆိုရင် like and share လေးလုပ်ပေးပါခင်ဗျာ